မင်္ဂလာပါရှင်ရူစီပန်းချန်နေကြိုဆိုပါရစေကဲရူစီခုပြချင်တာကတော့ကဲဒီနေ့ရောက်တဲ့ဝါးတွေကဒါတွေကတော့အခုဒါအကုန်လုံးပို့ရမှာပေါ့အကုန်လုံးပို့ရမယ့်ဟာတွေကြီးပဲပြပေးချင်တာပေါ့အရွယ်စားတွေတီးချင်တယ်အရွယ်စားတီးချင်တယ်ဘယ်ဝါးတွေဘယ်လိုပုံစံတွေတီးချင်တယ်အဲ့လိုမျိုးပြောနေကြတဲ့ကြောင့်မို့ရိုစီကဒီဗီဒီယိုဖိုင်လေးကိုတင်ပေးလိုက်တာပါဗီဒီယိုဖိုင်ကလည်း7 minutes စာပဲရတာဆိုတဲ့ခါကျတော့အဲ့ဒါကြောင့်နည်းနည်းလေးမြန်လေးပြောမှရမှာနောက်တစ်ချက်ကဒီဗီဒီယိုဖိုင်လေးကိုလည်း sharing လေးလုပ်ပေးကြပါအောင်ရှင်ဒီမှာဒါကဝဘိုးဝါးတွေဝဘိုးဝါးတော့လုံးပတ်ကြီးဆုံးပဲလို့ထီယိုဝါးနဲ့တော့ရှင်ပြီးမှတော့မကြည့်နဲ့တချို့ကကြတော့ဝဘိုးအကြီးမှာဟဲ့ဒီပုံစံလေးပြထားတော့ဒီပုံစံလေးဆိုမှလာကြတယ်နောက်တစ်ခုကကျမတူးပင်ဖြစ်တဲ့အတွက်ကြောင့်မို့တပတ်ကိုရစီကိုအနည်းဆုံး order တပတ်စောင့်နိုင်ပေးနေမှသာလျှင်မှာပေးကြပါဒါကဝဘိုးဝါးအကြီးဆိုင်ပေါ့ဝဘိုးဝါးကတော့အသေးတွေပါမဆိုင်နဲ့သေးတယ်ဒါလိုအကြီးပဲယူနောက်ပြီးတဲ့ခါကျတော့ဒါကတူးပင်ဖြစ်တဲ့အတွက်ကြောင့်မို့ဘလို့ပဲဖြစ်ဖြစ်စိုက်လဲရှင်တယ်နောက်ပြီးတော့ဒီအချိန်မှာဒီကာလမှာမိုးရင်းကာလမှာဝါးကစိုက်ရမယ့်အချိန်လည်းရောက်နေပါပြီဒါအခုဒါပို့ရမှာပေါ့ဒါဝဘိုးဝါး1000ပေါ့ဒါ1000ရဲ့ပမာဏပေါ့နော်ဒါတူကတော့တပင်ချင်းဆိုလို့ရှိရင်တော့3500ရိုစီကဒီအပင်ရည်နဲ့ကြတော့လေနည်းနည်းဟိုပေါ့အပူဖြစ်တဲ့ခါကျမှခွဲလို့ရမှာပေါ့နော်တပင်ချင်း3500ပါအပင်100ကို2သိန်းခွဲနှုံးပါရှင့်ဒီမှာတစည်းချီထားတာကတော့ဒါကတစည်းကိုအလုံး90ရှိတယ်တချို့ကတစည်းပေးပါအလုံး90ရှိပါတယ်နော်တစည်းကိုအလုံး90ပါတပင်ချင်းကို3500အပင်100ကို2သိန်းခွဲနှုံးပါရှင်ဒါကတော့ဝဘိုးဝါဒါကကြတော့မြင်ဝါခဲတံဝါလို့လည်းခေါ်တယ်မြင်ဝါလို့လည်းခေါ်တယ်ပေါ့နော်ဒါကမြင်ဝါပါဒီမြင်ဝါကရိုစီတို့ဒီပသိမ်ထီးတွေပါလဲလောက်ကြတယ်ပေါ့နော်အဲ့ဒါပေါ့အမွေးတိုင်တွေပါလောက်ကြတယ်နောက်အလားဆိုင်တယ်ဟိုတယ်ရဲ့ရှေ့မှာအလားဆိုင်တယ်ပေါ့ဒါကမြင်ဝါခဲတံဝါအကြီးဆိုင်ပါရှင်ဒါကမြင်ဝါပါဒါတွေက9ပေ6ပေပေါ့နော်စိုက်နေထားတွေကတော့အရွယ်စားတွေက9ပေ6ပေပါနော်လုံးဘက်ကိုကြည့်ပြီးမှလေဟာဒီလုံးဘက်လိုချင်တယ်ဟိုလုံးဘက်မဟုတ်သူ့အရွယ်စားနေသူ့သေးသေးလေးနောက်တစ်ချက်ဟိုဘက်မှာဒါထီယိုဝါအသေးဒါအလုံးဒါအပင်1500စာဒါအပင်1500စာနော်ဒီမှာကြည့်ဒါထီယိုဝါအသေးတခါတည်းထည့်ပြောတာနော်3ပေ4ပေစိုက်ဒီမှာဒါတပင်ရဲ့ပမာဏအသေးမို့လို့ဈေးနှုန်းကလည်းအပင်100ကို3သိန်းခွဲဒီလိုတစ်စီးက100ရှိတယ်ဒါကကြတော့အလုံးသေးဆိုတာကကြတော့လုံးမသေးွားတယ်ဒါ3ပေ4ပေစိုက်အရွက်တွေဝါနေတာဘာမှမဖြစ်ဘူးနော်အဲ့အရွက်ဝါတာဘာမှမဖြစ်ဘူးသူကသူအပင်သားတဲ့တစ်ကသူကသူထွက်လာမှာစိတ်ချက်လက်ချတာစိုက်ဒီထီယိုဝါတွေကတားရှင်တယ်ခြံစည်းရိုးတွေလောက်ကြတယ်ခြံစည်းရိုးတွေမှာတက်လေးနဲ့ထောင်လေးတွေဖြစ်ပြီးမှစိုက်တဲ့မျိုးတွေပေါ့နော်ဒါထီယိုဝါကတော့အရန်လဲရှင်လွယ်တယ်ပေါ့နော်သူကအကိုင်းခက်တွေရှုပ်တယ်မရှိဘူးတစ်ချောင်းနဲ့တစ်ချောင်းကဟိုတက်လေးနဲ့ထွက်သွားတဲ့ဟာပေါ့ဒါကတော့အသေးဆိုင်ဖြစ်နိုင်လို့ရှိရင်အကြီးပဲဆိုင်ပါအသေးကိုဈေးနှုန်းကိုကြည့်မှကွာမလို့ပါနဲ့အကြီးကတော့ပိုကောင်းတယ်ပေါ့နော်ဒါက3ပေ4ပေစိုက်ပါနော်အသေးကနောက်တစ်ခုကဒါလေးတဲ့ထီယိုကြီးပါဒါထီယိုကြီးလို့ပြောလိုက်တာနဲ့တည်းနဲ့လူတွေကလေအားလုံးကဟိုလုံးဘက်အကြီးကိုသွားမြင်တယ်ထီယိုခြံစည်းဝါးဖြစ်တဲ့အတွက်ကြောင့်မို့သူရှည်လေးနဲ့ဖြောင်းလေးနဲ့တက်တာပါဒါထီယိုဝါအကြီး9ပေ6ပေရွယ်တွေပါနော်တကယ်လို့အဲ့ site ထဲမြင့်တာလိုချင်တယ်ဆိုလို့ရှိရင်တော့ဈေးတက်ပေးရပါတယ်ဈေးကတော့မတူတချို့က10ပေလိုချင်တယ်အဲ့လိုမျိုးပေါ့အဲ့လိုကြကြရင်အဲ့ဒါကြောင့်မို့အဲ့ဒါကြတက်ဈေးပေးရပါတယ်နော်ဒီမှာဒါသူကပမာဏပြပြီနော်အရွယ်စားပမာဏပြလိုက်ပြီနော်အဲ့ဒါထီယိုဝါအကြီးရဲ့အမြင့်ပေပေါ့နော်ဒါကတပင်းကို3500အပင်100 2သိန်းခွဲတွေပဲဈေးကတော့အတူတူပဲနော်ဒါကတင်းဝါကကောက်ချင်းချီတောင်းလုပ်တဲ့ဝါဒါကတော့ကောက်ချင်းချီတောက်တွေပါတယ်လုပ်တယ်နောက်ပြီးတော့ဟိုပါပေါ့အိမ်ရဲ့ဟိုနည်းနည်းပါထုတ်တန်းနေပါတယ်မှာတုံးတဲ့ဟာလေးတွေပေါ့နော်တန်းနေပါတယ်မှာတုံးတဲ့ဝါပေါ့ဒီကောင်လေးရတော့နော်ဒီဟာလေးကဒါအကြီးပါဒီဝါတွေကတော့အကြီးပဲလို့ဒီလိုရမယ်အသေးကထီယိုတစ်မျိုးပဲရပါမယ်နော်ဒါ9ပေ6ပေအရွယ်တွေပါနော်ဒါခါလေးပြပေးတာပါဒါတကူကဒါဝက်နဲ့တွေကလို့ဒီလိုချောင်းကမ်းပါးတွေပါတွေမှာပြိုကျမှာဆိုလို့စိုက်ချင်တာတို့ကဘာဘေးတွေမှာစိုက်ချင်တာတို့ကံဘေးတွေမှာဟိုအယုံဖြစ်နေစိုက်ချင်တာတို့နောက်ပြီးတော့အိမ်ရဲ့တိုင်ဖြစ်သုံးတာတို့တွေကြရင်ဒီဝက်နဲ့ကိုအသုံးပြုပါတယ်ဒါ9ပေ6ပေစိုက်တွေပါနော်တခါလေးထည့်ပြပြီနော်ဒါတွေအကုန်လုံးကရိုစီတို့ကဒါတွေကအော်ဒါပို့ရမယ့်ဟာတွေကြီးပဲဒီကောင်လေးကတော့ဝရားပါဒါတွေကဝရားလူတိုင်းသိပါတယ်ဝရားရဲ့အသုံးဝင်ပုံကတော့ဒါကဝရားအကြီးစိုက်တွေပါနော်ဒါတခါလေးပြပေးတာပါကဲဒါတွေကိုလိုချင်တယ်ဆိုလို့ရှိရင်တော့လူစီကိုပြောပြီးသားတပတ်ကြိုတင်စောင့်ပေးနိုင်မှပဲလို့ဆိုပြောပေးပါတူးရတာဖြစ်တဲ့ကြောင့်မို့ပါနော်တူးတဲ့ပြင်ကရှင်ပါမလားအိုးရှင်တာပေါ့သူကအပြင်ဓာတက်တွေအကုန်လုံးထွက်ပါတယ်စိတ်ချလက်ချစိုက်လို့ရပါတယ်ဒီမှာအမြင့်တွေဒီမှာဒါဆိုရှင်ဒါဆိုတာအမြင့်ပါပြီဒါအမြင်လားဒါဆိုတာဒါအမြင့်ပါပြီဒါဘာမှမဖြစ်ဘူးမပူနဲ့စိတ်မပူနဲ့ဒီဓာတက်ကနေအကုန်လုံးအပင်တစ်လေးလိုက်ထွက်တာနော်ဒီဟာတွေကပြိုးရည်ထဲထည့်လိုက်လို့ရှိရင်0 5000 6000ဖြစ်သွားတဲ့အပင်တွေကြီးပဲနောက်တစ်ခုကကျတော့ဒါတွေက
ဒါတွေကလေကိုကမစိုက်အားသေးဘူးဆိုလို့ရှိရင်အရေးရတဲ့နေရာမှာတဲလေးနဲ့လေနည်းနည်းလေးမြောင်းလေးဖော်မှာအောက်ကရေလေးလောင်းတဲ့ဟာပြီးပါဆိုရှင်ထောင်ထားပြီးသူကအပင်တစ်တွေထွက်တယ်မစိုက်အားသေးဘူးဆိုရှင်အဲ့လိုလေးအရေးတဲ့ရတဲ့နေရာလေးမှာထောင်ထားပြီးလို့ရှိရင်အပင်တစ်တွေထွက်ပါတယ်စိတ်ချလက်ချနဲ့စိုက်လို့ရပါတယ်ပြိုးအိတ်ထဲထည့်ပြီးမှရောင်းမယ်ဆိုရှင်တော့အမြက်တွေအများကြီးရပါတယ်တို့တို့ပြိုးအိတ်ထဲထည့်ပြီးမရောင်းအားပေါ့နော်ရောင်းလည်းမရောင်းဘူးဒါပြိုးလက်ကားဓမ္မတွေတော့ဒါကောင်းပါတယ်လက်လီဓမ္မတွေပေါ့လက်လီဓမ္မတွေကဒါပြိုးအိတ်ထဲထည့်မှအဲ့လိုမျိုးစိုက်ကြပါတယ်နော်သူ့ရာဒီလည်းဖြစ်တဲ့အတွက်ကြောင့်မို့စိုက်တာကတော့တအားကိုအဆင်ပြေတယ်ပေါ့နော်မာမယ်ဆိုလို့ရှိရင် Viber ဖုန်းနံပါတ်6085016ဒါပြီးတော့ Facebook page ရဲ့ Messenger TikTok page ရဲ့ Messenger အမှာလို့ရပါတယ်ရှင်ဖုန်းဆက်ပြီးလဲမာလို့ရပါတယ်ဝါနမူနာကြည့်ရှင်တဲ့နမူနာကြည့်ရှင်တဲ့ဆိုတဲ့လူတွေကြတော့လေရိုစီတို့ကအခုလိုမျိုးရောက်တဲ့ချိန်မှာဒါတင်ခေါ်ပြလို့ရတာပေါ့ကျန်တဲ့ချိန်ကြတော့ရိုစီအိမ်မှာရှိနေရဲ့အပူပါတဲ့ချိန်တွေကျတော့ပြလို့ရတယ်အပူမပါတဲ့ချိန်ကျတော့ပြလို့မရပို့မှလည်းဒီအတိုင်းပဲရောင်းမှလည်းဒီအတိုင်းပဲဒီဗီဒီယိုဖိုင်ထဲမှာပြရလဲဒီအတိုင်းမှာပဲเนาะစိတ်ချလက်ချဝယ်ယူအားပေးလို့ရပါတယ်ရိုစီကနာမည်တစ်လုံးနဲ့လှုပ်ရှားတာဖြစ်တော့ကြောင့်မို့နော်နာမည်လည်းအပြတ်မခံပါဘူးတချို့တော့ customer တွေကမယုံသင်္ကာလေးတွေရှိကြလို့ဒါပေမဲ့နားလဲပါတယ် online ပေါ်မှာဝယ်ကြတာဆိုတဲ့အခါကျတော့ရိုစီနားလဲပေးပါနော်တခါလည်းပြောပြီးနော်ဒါဒါကဝက်ဘိုးရဲ့လုံးဘက်ထီယိုးရဲ့လုံးဘက်ကိုဝက်ဘိုးရဲ့လုံးဘက်နဲ့တော့သွားမရှင်ပါနဲ့နော်ဒါတွေအကုန်လုံးကရိုစီတော့ order ပို့ရမှာဖြစ်ပါတယ်ကြိုတင်မှာပေးပါလိုချင်တယ်ဆိုကြိုတင်မှာပေးပါတပတ်ဆောက်နိုင်မှာပေးပါနော်နည်းနည်းဟို10ကနန်းလောက်လေးတွေကြတော့အပူပါတော့ပါတတ်တယ်အဲ့ဒါလေးတော့ဖုန်းဆက်ပြီးမှမေးကြည့်ပေးပေါ့တချို့ကျတော့90လောက်ပဲလိုချင်တယ်100လောက်ပဲလိုချင်တယ်ဆိုရှင်နည်းနည်းအပူပါတဲ့ချိန်လေးကြတော့ရတတ်ပါတယ်နော်ကျေးဇူးတင်ပါတယ်ရှင်တို့ချန်ကတော့တောင်တကုံ50ခွန်ရက်ကွယ်အုတ်တဖြာလမ်းမှာပါရှင်ခြံကိုလာမယ်ဆိုလို့ရှိရင်เนาะခြံကတော့လိုင်းကားနဲ့လာမယ်ဆိုရင်တစ်တော်လုံး1နဲ့103ကားတွေရောက်ပါတယ်ဒီခြံထဲမှာတီးပင်စားပင်နစ်ရှိပင်တွေလည်းလက်ကားဖြန့်ပေးပါတယ်မန်ဂျန်ရှားတို့ပါတော့เนาะနောက်ပြီးဒေတာတစ်ခွာနဲ့စုံတဲ့အစုံရရပါတယ်ဒေတာတစ်ခွာတွေလက်လီလက်ကားရောင်းပေးပါတယ်เนาะလိုချင်တာရှိလို့ရှိရင်ပြောပြလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်